ဒီနေ့ podcast လေးမှာရေးထားတဲ့ title လေးကတော့ကြပြလေးတစ်ပုဒ်ကိုရေးထားပါတယ်။ကြပြလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။အဲ့တော့ title လေးက Two Daffodils ဖြစ်ပါတယ်။ Robert Herrick ရေးခဲ့တဲ့ကြပြလေးပေါ့နော်။ Two Daffodils ပေါ့။ Daffodils ဆိုတော့ဒါနှင်းပန်းလေးတွေပေါ့နော်။အဲ့တော့ဒီမှာကြပြဆရာကသူကဒီနှင်းပန်းလေးကိုကြည့်ပြီးသူကသိချင်းတရားကိုဆင်ခြင်တဲ့အကြောင်းအရာလေးပေါ့နော်။ဒါကိုရေးထားခြင်းဖြစ်တယ်။ Fair daffodils, we weep to see you haste away so soon. As yet the early riser sun has not attained his noon. Stay until the hastened day has run back to the even sound. ဒီပြားလေးမှာတော့သူက fair daffodils လို့ပြောတာတကယ်ကိုလှပတဲ့နှင်းပန်းလေး we weep to see you haste away so soon. အဲ့တော့မြန်လေးထွက်ခွာသွားတာမြန်လေးဒီပန်းလေးကျွေသွားအောင်ကြည့်ပြီးငါတို့ငိုကြတယ်ပေါ့ As yet the early riser sun အဲ့တော့ early riser sun ဆိုတာနေထွက်လာတယ်ပေါ့နော်အဲ့တော့မနက်မိုးလင်းထွက်လာတဲ့နေတောင်မှမဆုံးသေးဘူးပေါ့နော်အဲ့နေတောင်မှ has not attained his noon ဆိုတာနေလည်းဘက်ကိုမကူရသေးဘူး Stay နေပါအောင် until the hastened day ဒီလိုမြန်ကိုဆုံးနေတဲ့နေ့တွေနေ့တစ်နေ့ပေါ့နော်ဒီနေ့တစ်နေ့မတိုင်းခင်အထိနေပါအောင် has run back to the even sound ဒါမှမဟုတ်ရှင်လည်းတချင်းလေးဆုံးတဲ့အထိနေပါအောင် and heaven pray together we will go with you along တူစတောင်းနေကြတယ်တူစတောင်းနေ we will go with you along ငါတို့လည်းမင်းနဲ့တူလိုက်ရမှာပဲ we have short time to stay as you မင်းလိုပဲငါတို့မှာအချိန်လေးတွေကတူတောင်းနေ we have as short as spring မြို့ရသည်လိုပဲမြို့ရသည်ဆိုခဏလေးဒီခဏလေးမှာဒီခဏလေးလိုပဲငါတို့မှာမြို့ရသည်လိုခဏလေးပဲငါတို့မှာအချိန်ရှိတယ် as quick a grow to meet decay အဲ့တော့ကြီးထွားခြင်းဆိုတာဒီလိုမျိုးအသက်ကြီးလာခြင်းဆိုတာပျက်စီးခြင်းပေါ့နော်ပျက်စီးခြင်းကိုရောက်ဖို့အတွက်ဆိုရင်မြို့ရသည်လိုမျိုးပဲခဏလေးလိုပဲရှိတဲ့အချိန်လေးရဲ့အဲ့လိုမျိုးအချိန်လေးမှာပေါ့နော်ငါတို့နားလည်းဒီလိုအချိန်လေးပဲရှိတယ် as you or anything မင်းလိုပဲဒါမှမဟုတ်တခြားသောအရာတွေလည်းတူပဲ we die ငါတို့အားလုံးသိကြမှာပါပဲ as your hours do and drain away အဲ့တော့မင်းရဲ့အချိန်လေးဒီလိုကုန်ဆုံးသွားတယ်လို့ like to the summer's rain အဲ့တော့နေရာဒီမှာရွာတဲ့မိုးလေးလို့ပေါ့နော် or as the pulse of morning's dew အဲ့တော့မနက်ခင်းမှာနှင်းလေးကြားတဲ့အခါမှာအဲ့နှင်းဆက်ကလေးတွေပေါ့နော်အဲ့နှင်းဆက်ကလေးတွေလို့ခဏလိုမျိုးပဲ never to be far again ဘယ်တော့မှပြန်ပြီးတော့တွေ့ရမှာမဟုတ်ဘူးတဲ့အဲ့တော့ဒီပြားလေးကိုဖတ်ပြီးတဲ့အခါမှာဗာလေးကိုဒီကဘာလေးဒီကြပြလေးကဒါကျွန်မရဲ့ကြိုက်တဲ့ကြပြလေးတစ်ပုဒ်လေးဖြစ်တယ်ပေါ့နော်ဒါ image တက်တော့တင်ရတဲ့ကြပြလေးပေါ့ဒီကြပြလေးကိုအရင်ကြိုက်တဲ့နေမှာပါတယ်အဲ့တော့ဒီကြပြလေးကိုပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ဘာကိုတွေးမိလဲလို့ပြောရင်လူတိုင်းကတွေးချင်ဘာမှမပိုင်ဘူးပေါ့နော်ဒါတည်ရဲ့အကုန်လုံးကထားခဲ့ကြရမှာပဲဒါပေမဲ့အဲ့လိုတွေးလိုက်လို့ငါတို့ဘာမှမလုပ်တော့ဘူးဟောသေးလဲထားခဲ့ရတာပဲငါတို့ဘာမှမလုပ်တော့ဘူးစူးစမ်းတော့ဘူးဒါဆိုရင်လည်းဒီလိုတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အမှစူးစမ်းတင့်တဲ့အားစိုက်ထောက်ရမယ်လုံလားဆိုတာဒါရှိရမှာပေါ့နော်စစ်မှန်တဲ့ရေးရလုံလားဆိုတာရှိရမယ်တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့အတ္တရောအတ္တနိုင်ဆုံးရှော့ပြီးတော့နေဖို့တဲ့တယ်ပေါ့နော်အဲ့တော့ရှော့ပြီးတော့နေပြီးတော့ကိုယ့်ရဲ့ society အတွက်ကိုယ့်ရဲ့လူ့ပတ်ဝန်းကျင်အတွက်ဘယ်လိုသုံးပြနိုင်မလဲဘလို့အကျိုးရှိနိုင်မလဲဆိုရက်လူဖြစ်အောင်စူးစမ်းဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီလူတွေကဒါလောကကိုလှမ်းစနေတဲ့သူတွေပေါ့နော်အဲ့လိုလူတွေကိုသွားမိကြည့်လိုက်လို့ရှိရင်သူတို့တရားမှာကြောက်လားလို့မေးသိကြတာပေါ့သူတို့မကြောက်ဘူးလို့ပဲဖြေမှာပေါ့နော်ဘာလို့လဲဆိုတော့သူတို့ရဲ့စိတ်ထဲမှာသူတို့ကငါတို့လုပ်နေတာငါတို့တော့မဟုတ်ဘူးငါတို့ရဲ့နာကက်ကလေးတွေအတွက်ဖြစ်ချင်းဖြစ်မယ်နော်ဒီလိုစူးစမ်းနေကြတာပေါ့လေနော်အဲ့လိုစူးစမ်းနေတဲ့အတွက်ကြောင့်မို့သူတို့သွားမိကြည့်ရဲဆိုလို့ရှိရင်တော့သူတို့တရားမှာကြောက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့
ဒီလိုမျိုးပဲပေါ့နော်ဒီလိုတိုင်းပဲဘယ်အချိန်ဘယ်ကာလမှာဘယ်လိုတရားမှမသိတဲ့တူပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်တွေကိုမကောင်းတဲ့စိတ်တွေကိုရှော့ဖွတ်ပြီးတော့ကိုယ်မှာလောဘစိတ်ပေါ်လာမယ်ဒေါသစိတ်ပေါ်လာမယ်မောဟစိတ်ပေါ်လာမယ်ဆိုရင်ဒါတွေအကုန်လုံးကိုရှော့ပြီးတော့ကိုယ့်ရဲ့ဘေးမှာရှိရသူနော်ကိုယ့်ရဲ့ညာဘက်မှာရှိရသူပဲဖြစ်ကိုယ့်ရဲ့ဘယ်ဘက်မှာရှိရသူပဲဖြစ်တက်နိုင်တဲ့လောက်ကိုဟာကိုညီတာစောင့်ရှောက်တာဒါမျိုးလုပ်တာပေါ့နော်အဲ့ဒါမျိုးလုပ်တာတင်ပြီးပြီလားဆိုတော့ဒီလိုလှူရတန်းနေုံနဲ့လည်းပြီးရဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဓိကကဘာလဲလို့ပြောရင်ဒါဖျားခေါ်ထဲမှာလည်းပါတာပေါ့နော်သီလပေါ့ရှင်းပြရင်တော့ဘယ်သူမှတော့သီလဒီခေတ်ကြီးမှာသီလလုံနေတဲ့သူကတော့ငါးပါးသီလဆိုရင်တော့မှငါးပါးသီလလုံတဲ့သူဟာကိုယ်တိုင်လည်းမလုံပါဘူးတစ်ခါကြိုင်ချင်းနေတက်မိရရှိရဲဆိုမလုံနေဘူးပေါ့နော်ခါကြလည်းလိမ်မိရရှိရပဲလीနော်အဲ့ဒီခါကျတော့လည်းမလုံနေဘူးပေါ့ဒါပေမဲ့လည်းအဓိကကငါးပါးသီလဆိုတဲ့အစံလေးကိုမရောက်ရင်တော့မှပဲကိုဟာတမအာဇီဝကြကြပေါ့နော်ဇီဝရှာမယ်ဖြူစင်တဲ့ပစံကိုရှာမယ်ပြီးတော့ရင်ဖြူစင်တဲ့ပစံနဲ့ပဲကိုစောက်ရှောက်ဆရာရှိရသူမျိုးစောက်ရှောက်မယ်ပေးခဲ့မယ်ပေါ့လှူဒန်းမယ်ပေါ့နော်ဒါဆိုရင်တော့ပို့ပြီးတော့ကောင်းတဲ့အရာတွေဖြစ်နေမယ်လို့ထင်တာပဲပေါ့နော်ဒါကြောင့်မလို့ဒီလိုလူတွေကတော့ဘာပဲပြောသိရမှလည်းသူတို့ကြောက်မယ်လို့မထင်ဘူးအဲ့တော့သိချင်းတရားဆိုတာလည်းသူတို့ကရေးရေးချင်းရင်ဆိုင်ရဲသူလို့ပြောရမှာပေါ့နော်ဒါကြောင့်မလို့လူဖြစ်ရတာမြတ်တယ်ဆိုတဲ့ခံစားချက်ကိုရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလူဖြစ်ရတာမြတ်တယ်ဆိုတဲ့ခံစားချက်ကိုရဖို့အတွက်ကကြိုးစားအထောက်အမှာကတော့ဒါလူတိုင်းရဲ့တာဝန်လို့ထင်တယ်ဒါကြောင့်ဒီ podcast လေးอ่ะပေါ့နော်အဲ့တော့ကိုယ်တိုင်လည်းအဲ့လိုမျိုးဖြစ်အောင်ကြိုးစားနေရတယ်လို့တခြားသူတွေလည်းဒါကြိုးစားနေကောင်းကြိုးစားနေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးဆက်ပြီးတော့ကြိုးစားကြပါလို့ပြောရင်းနဲ့ဒီ podcast လေးအားလေးနှုတ်ဆက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်